နေ့သာသနာတော်နှစ်2569ခုကောသာတက္ကရာ1389ခုတကူလဆန်း73ရက်နေ့ခရစ်တက္ကရာ2026ခု3လပိုင်း30ရက်နေ့တနင်္လာနေ့မှာမြန်မာနိုင်ငံပြည်တွင်းပြည်ပမှရှိကြကုန်သောသာသနာဝန်ထမ်းရှင်ရန်ပေါင်းပစ္စည်းလေးပါးလူဒန်းကြကုန်သောတရားဓမ္မပေါင်းမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းကဘာသူကဘာသားအပေါင်းယနေ့မှမူပါကြကုန်သောမွေးနေ့ရှင်အပေါင်း365မြတ်တာဘာအစီအစဉ်ကိုကြည့်ရှုနေသောပုဂ္ဂိုလ်ပေါင်းကျွန်ုပ်တို့နှင့်တန်တရားဆက်ဆက်မှယခုပါတိတော်ဆက်ဘူးသောဆွေမျိုးမိတ်ဆွေဘိုးဘွားညီကိုမောင်နှမအပေါင်းနတ်ပြည်6တဲ့ဗြဟ္မပြည်20လူပုံပယ်လေးပုံ32ပုံ၌ကျင်လည်ကြကုန်သောလူနတ်ပြည်မှာတတ္တဝါပေပုံသားအပေါင်းအနန္တစကြောလာအနန္တတတ္တဝါအပေါင်းတို့သည်မကောင်းကျိုးကိုပယ်ပြောင်း၍ကောင်းကျိုးချမ်းသာကိုပေးစွမ်းစေတတ်သောမင်္ဂလာပေါင်းနှင့်ပြည့်စုံပါစေလို့ရှေးဥစွာဆုတောင်းမေတ္တာပို့သပါသည်ကျွန်ုပ်နေ့စဉ်နဲ့အမျှ365မြတ်တာဘာအစီအစဉ်ကိုပြုလုပ်နေရခြင်းသည်နေ့စဉ်နဲ့အမျှမူပွားနေကြကုန်သောမွေးနေ့ရှင်ပေါင်းတို့အားမေတ္တာပို့သခြင်းနှင့်ကုသိုလ်ကောင်းမှုများပြုလုပ်ရန်တိုက်တွန်းနှိုးဆော်ခြင်းဆိုတဲ့အချက်နှစ်ချက်ကိုအခြေခံ၍ယနေ့ကမ္ဘာလောကကြီးမှာဖြစ်ပွားလျက်ရှိသောမီးဘေး၊ခြေဘေး၊လေဘေး၊ငလင်ဘေးစသည့်သဘာဝဘေးအန္တရာယ်မျိုးမျိုးကိုကမ္ဘာသူကမ္ဘာသားများခံစားနေရသည့်အပြင်လူတူးချင်းတယောက်ချင်းမှရှိသောလောဘဒေါသမောဟအဆိုတဲ့တရားစုများကြောင့်လူတူးနှင့်တူးကြားအဖွဲ့အစည်းတစ်ခုနှင့်တစ်ခုကြားနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံကြားဖြစ်ပွားလျက်ရှိသောပြိပက္ခများကြောင့်လည်းဘေးဆိုးရန်ဆိုးအန္တရာယ်ဆိုးများကိုကမ္ဘာသူကမ္ဘာသားများခံစားနေကြပါသည်ထို့အပြင်ငမှုခေါင်းမခြင်းကြောင့်ပျက်စီးခြင်းဘေးစစ်လက်နက်များကြောင့်ပျက်စီးခြင်းဘေးယောဂများကြောင့်ပျက်စီးခြင်းဘေးဆိုတဲ့ကက်ကြီးသုံးပါးဘေးကိုလည်းကမ္ဘာသူကမ္ဘာသားများခံစားနေကြပါသည်ဘေးဒုက္ခရောက်နေကြကုန်သောပုဂ္ဂိုလ်ပေါင်းတို့အားကိုယ်တိုင်ကူညီဆောက်ရှောက်ခြင်းတည်းဟူသောကာယကံမေတ္တာများကိုမထားရှိနိုင်သေးတာဟောမိမိတို့နှုတ်မှမေတ္တာပို့သခြင်းတည်းဟူသောဝစီကံမေတ္တာမိမိတို့စိတ်မှမေတ္တာစိတ်များထားရှိခြင်းတည်းဟူသောမနောကံမေတ္တာများကိုထားရှိမယ်လူတိုင်းမေတ္တာတရားကိုပွားများကြမယ်ဆိုရင်မိမိတို့နေထိုင်ရာကမ္ဘာလောကကြီးဟာမေတ္တာတရားထွန်းကားရာငြိမ်းချမ်းသာယာသောနေမြေတစ်ခုဖြစ်လာမယ်လို့ယုံကြည်သောကြောင့်ဆောင်ရွက်နေရခြင်းဖြစ်ပါသည်365မေတ္တာဘာအစီအစဉ်မှာမိမိတို့မိနာမများကိုခေါ်ဆိုမေတ္တာပို့သခြင်းများခံယူလိုပါက Messenger မှာမိမိတို့ရဲ့အမိမွေးနေ့များကို3ရက်ခန့်ကြိုတင်၍ပေးပို့သနိုင်ပါသည် Messenger မကြည့်မိရသော၎င်းအကြောင်းမျိုးမျိုးကြောင့်မိမိတို့မိနာမများကိုခေါ်ဆိုမေတ္တာပို့သခြင်းများမပြုလုပ်နိုင်ရင်လည်းခွင့်လွှတ်ပေးပါလို့မေတ္တာရက်ခံပါသည်365မေတ္တာဘာအစီအစဉ်ကိုကိုယ်တိုင်မပြုလုပ်နိုင်သည့်တိုင်အောင်ရှယ်ပေးခြင်းဖြင့်၎င်းအစီအစဉ်ကိုကြည့်ရှုလိုက်ပါဆောင်ရွက်ခြင်းဖြင့်၎င်းဘာဝနာကုသိုလ်များကိုပါဝင်နိုင်ပါသည်မေတ္တာဘာနာပွားများမည်ဖြစ်သောကြောင့်ကျွန်ုပ်နှင့်တူတော့ကုသိုလ်ကောင်းမှုများပြုလုပ်နိုင်ရန်နှင့်ကုသိုလ်ကောင်းမှုများကိုအမြပေးဝေသည့်အခါဝမ်းမြောက်ဝမ်းသာတာဓုခေါ်နိုင်ရန်ကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့ခြံဆောင်နဲ့ကျောင်းဆောင်နဲ့တိမ်ဆောင်နဲ့ဓမ္မယုံဆောင်နဲ့ဇေဒီဆောင်နဲ့ရွာဆောင်နဲ့မြို့ဆောင်နဲ့ကဘာဆောင်နဲ့သာသနာတော်ဆောင်နဲ့များနှင့်တကွကျွန်ုပ်တို့နှင့်တန်တရားဆက်ဆက်မှယခုပါတီတော်ဆက်ဘူးသောဆွေမျိုးမိတ်ဆွေဘိုးဘွားညီကိုမောင်နှမအပေါင်းနတ်ပြည်6တဲ့ဗြဟ္မပြည်20လူပုံပယ်လေးပုံ32ပုံ၌ကျင်လည်ကြကုန်သောလူနတ်ပြည်မှာတတ္တဝါပေပုံသားအပေါင်းအနန္တစကြောလာအနန္တတတ္တဝါအပေါင်းတို့သည်ဤကြောင့်ကုန်းကြောင့်ပရိယတ္တိစာသင်တိုင်းသို့ကြွားရောက်တော်မူနိုင်ကြပါသည်ကြွားရောက်ခဲ့သည်ရှိသောကျောင်းဆောင်နှင့်အပေါင်းကလည်းခွင့်ပြုပေးတော်မူနိုင်ကြပါသည်တကူကြီးသောနှက်ပြမများကြွားရောက်ခဲ့သည်ရှိသောကျောင်းဆောင်နှင့်များသည်ဤနေရာသည်မိမိတို့နေထိုင်ရာဌာနများဖြစ်သောကြောင့်တကူကြီးသောနှက်ပြမများနှင့်တူတော့ကွာကုသိုလ်ကောင်းမှုများကိုစိတ်ချမ်းသာစွာပြုလုပ်နိုင်ကြပါစေသာဓုသာဓုသာဓုမေတ္တာဘာဝနာပွားများမည်ဖြစ်သောကြောင့်ဤပဒကဘာ၌ပွင့်ထွန်းလက်တန်သောဘုရားငါးစုတော်ပြင့်ဖိတ်ပါမည်ဣမေပဒကဘေယောဘာတောကာကုတနောသာကောနာကမနောသာကတဘောသာဂေါရမောမုနိသာဓိမတယောသာဒေပိဉ္စဗုဒ္ဓေဟိတိတေမေမာကံတင်တုနေသာတပတာဒုခေနာတပိညုတာညနေတောဣမေပဒကဘေပဒကဘာ၌ဥပ္ပါတော်ပွင့်တော်မူကြကုန်သောကာကုတနောသာကိုပင်ကိုအမိပြု၍အပရာဇိတာပလင်ထနာတပိညုတာရွှေဉဏ်တော်ကိုရရှိတော်မူသော
ကာကုတံမြတ်စွာဘုရားသည်၎င်းကောနာကမနောဇာယတပံပင်ကိုအမိပြု၍အပရာဇိတာပလင်ထ၌သဗ္ဗညုတာရွှေဉဏ်တော်ကိုရရှိတော်မူသောကောနာကုံမြတ်စွာဘုရားသည်၎င်းကတဘောဇာညောင်ပင်ကိုအမိပြု၍အပရာဇိတာပလင်ထ၌သဗ္ဗညုတာရွှေဉဏ်တော်ကိုရရှိတော်မူသောကတဗမြတ်စွာဘုရားသည်၎င်းဂေါတမောမုနိဇာညောင်ဗုဒ္ဓေဘောဓိပင်ကိုအမိပြု၍အပရာဇိတာပလင်ထ၌သဗ္ဗညုတာရွှေဉဏ်တော်ကိုရရှိတော်မူသောဂေါတမမြတ်စွာဘုရားသည်၎င်းအရိမတယောဇာကံကိုပင်ကိုအမိပြု၍အပရာဇိတာပလင်ထ၌သဗ္ဗညုတာရွှေဉဏ်တော်ကိုရရှိတော်မူလက်တန်သောအရိမတယမြတ်စွာဘုရားသည်၎င်းဒေပြင်းစာဗုဒ္ဓေထိုငါးပါးသောမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးတို့သည်မေမာကံဘုရားတပည့်တော်တို့၏ဒီတေဥကောင်းယတနာမြတ်အင်္ဂါ၌နေဆံမြဲတပဒနေယောညာဘာခါခတိဒုခေနာကိုယ်ချမ်းမစိတ်ချမ်းသာစွာဖြင့်သဗ္ဗညုတာဉာဏ်နှင့်တော်သဗ္ဗညုတာရွှေဉဏ်တော်ဝင်သားလျက်တင်တူတရင်သုံးတည်နေတော်မူပါရှင်သူမြတ်ကြီးတို့ဖရာဤဗဒကဘာ၌ပွင့်ထုံးမိပွင့်ထုံးလက်တန်သောကာကုတံဂေါနာကုံကတ္တပဂေါတမအဓိမိတယမြတ်စွာဘုရားရှင်တို့သည်ဘုရားတပည့်တော်နှင့်ဘုရားတပည့်တော်ပင်ပိတ်ထားသောပုဂ္ဂိုလ်ပေါင်းဘုရားတပည့်တော်မေတ္တာပုံများပေးဝေသောပုဂ္ဂိုလ်ပေါင်းတို့၏ဥကောင်းယတနာမြတ်အင်္ဂါ၌နေရောညဘာခါကတိကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းပြည့်စုံသောအဖြစ်တပည့်ညုတရွှေဉဏ်တော်ဝင်သားလျက်တရင်သုံးတည်နေတော်မူတကဲ့သို့ဘုရားတပည့်တော်တို့သည်လည်းနေရောညဘာခါကတိကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းပြည့်စုံသောအဖြစ်ကောင်းသောလူဝင်ဆန္ဒများပြေဝပါလိုမြတ်စွာဘုရားသာဓုသာဓုသာဓုယနေ့သာသနာတော်နှစ်2569ခုကောသတက္ကရာ1389ခုတကူလာဇန်73ရက်နေ့ခရစ်တက္ကရာ2026ခု3လပိုင်း30ရက်နေ့တနင်္လာနေ့မှာမူပွားကြကုန်သောမွေးနေ့ရှင်အပေါင်း3လပိုင်း30ရက်နေ့မှာမူပွားကြကုန်သောမွေးနေ့ရှင်အပေါင်းတနင်္လာနေ့မှာမူပွားကြကုန်သောမွေးနေ့ရှင်အပေါင်း365မြတ်တာဘဝအစီအစဉ်ကိုကြည့်ရှုနေသောပုဂ္ဂိုလ်အပေါင်းမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းကမ္ဘာသူကမ္ဘာသားအပေါင်းသာသနာဝန်ထမ်းရှင်ရန်အပေါင်းပစ္စည်းလေးပါလူတန်းကြကုန်သောတက္ကသိုလ်မအပေါင်းကျွန်ုပ်တို့နှင့်တန်တရားဆက်သက်မှယခုပါတီတော်ဆက်ဘူးသောဆွေမျိုးမိတ်ဆွေဘုရားညီကူမောင်နှမအပေါင်းနတ်ပြည်6တဲ့ဗြဟ္မပြည်20လူပုံပဲလေးပုံ32ပုံ၌ကျင်လည်ကြကုန်သောလူနဲ့ပြမတတ္တဝါပေပုံသားအပေါင်းအနန္တစကြဝဠာအနန္တတတ္တဝါအပေါင်းတို့သည်တန်တရားဆက်သက်မှယခုပါတီပြည့်ပြုသည်များဒါနသီလဘာဝနာကုသိုလ်ကောင်းမှုအပေါင်းနှင့်သင်တို့ရဲ့မေတ္တာဆွမ်းအားတတိကြောင့်၎င်းကျွန်ုပ်ဒေသဓမ္မကိုယ်တာတန်တရားဆက်သက်မှယခုပါတီပြည့်ပြုသည်များဒါနသီလဘာဝနာကုသိုလ်ကောင်းမှုအပေါင်းနှင့်ကျွန်ုပ်ရဲ့မေတ္တာဆွမ်းအားတတိကြောင့်၎င်းကျွန်ုပ်တို့အားလုံးသည်တရားသီလသုဒ္ဓစာကပညာဟိတယုတ္တပတိဟုသောသူတော်ကောင်းဥစ္စာယတနာတို့နှင့်ပြည့်စုံကြပြီးလင်အသက်ရှိခြင်းအစင်းလာခြင်းချမ်းသာကြီးခြင်းခွားပလာကြီးခြင်းဉာဏ်ပညာကြီးခြင်းတည်းဟုသောအကျိုးတရားများကိုရရှိခံစားရ၍အဘယ်၄ပါးကသုံးပါးရပ်ပိ၈ပါးယန္တမျိုး၅ပါးဝိပတ္တိတရား၄ပါးပြဒနာတရား၅ပါးနာမျိုး96ပါးဓာန်10ပါးဘေး25ပါးမိစ္ဆာဒိဋ္ဌိ62ပါးကိလေသာ10ပါးတို့မှခါခတ်သိမ်းကင်းလုံငြိမ်းသည်ဖြစ်၍မဉ္ဇဉ်ဖူဉ္ဇဉ်မျက်နှိပ်ပံကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုနိုင်ပါသည်ပါရမီမစုံသေး၍တန်တရား၌ကျင်လျက်သည်ရှိသောမရှိတကားမကြားရပဲပေး၍မကုန်လှူ၍မခံသက်ရှိကျမ်းမှချမ်းသာဘေးရန်ကွာ၍မိသားစုပေါင်းတို့သည်ပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းမာချမ်းချမ်းသာသာစီလုံးညီညွတ်စွာဖြင့်သာသနာ့ကျိုးတတ္တဝါကျိုးကိုတည်ဖို့ဆောင်ရွက်နိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်များဖြစ်နိုင်ကြပါသည်ကျွန်ုပ်နှင့်ကျွန်ုပ်မြတ်တာပို့တာသောပုဂ္ဂိုလ်ပေါင်းတို့သည်လောဘဒေါသမောဟအစသောကိလေသာတရားများကင်းဝေး၍ကောင်းသောစကားကိုဆိုတော်မူတတ်သောမြတ်စွာဘုရားရှင်၏အရဟံသုက္ကတဂုဏ်တော်တို့၏စွမ်းအားတတ္တိနှင့်အရဟံသုက္ကတဂုဏ်တော်တို့ကိုပွားများခြင်းကြောင့်ကျွန်ုပ်တို့အားလုံးသည်လောဘဒေါသမောဟတရားများကင်းဝေး၍ကောင်းသောစကားများသာပြောကြအားပြီးကောင်းသောတန်များသာကြားရပါသည်ယနေ့ကမ္ဘာလောကကြီးမှာကြီးစိုးလျက်ရှိသောကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်စသည့်အကုသိုလ်ညစ်ဆိုးဒုစရိုက်တရားမျိုးကိုမဂ်ခင်၈ပါးမြတ်တရားဖြင့်ပယ်ပြောင်းနိုင်ပါသည်ကျွန်ုပ်တို့အားလုံးသည်နေ့စဉ်နဲ့များကုသိုလ်ကောင်းမှုများကိုပြုလုပ်ပြီးလူနဲ့ပြမတတ္တဝါများအားမေတ္တာပို့များပေးဝေခြင်းကြောင့်ကျွန်ုပ်တို့ရဲ့ကုသိုလ်ဆွမ်းအားတတ္တိနှင့်လူနဲ့ပြမတတ္တဝါများ၏စောင့်ရှောက်ကိုခံယူအပ်ခြင်းကြောင့်ကျွန်ုပ်တို့အားလုံးသည်ကိုယ်စိတ်နှပြချမ်းသာစွာဖြင့်ကောင်းသောလူဝင်ဆန္ဒများပြေဝကြပါသည်
သာဓုသာဓုသာဓုမေတ္တာဘာနာတိဟုသောပฏิပတ်ခြင်းမြတ်ဖြင့်ယတနာမြတ်သုံးပါးတို့အားရှိခိုးပူဇော်ပါမည်ဣမာယဓမ္မာနုဓမ္မပฏิပတ်တိယဗုဒ္ဓံပူဇေမိဣမာယဓမ္မာနုဓမ္မပฏิပတ်တိယဓမ္မံပူဇေမိဣမာယဓမ္မာနုဓမ္မပฏิပတ်တိယသံဃံပူဇေမိသာဓုသာဓုသာဓုဣဒံမေပုညံအတဝကယဝံဟောတုဣဒံမေပုညံနိဗ္ဗာနတပစ္စယောဟောတုဣဒံမေပုညံဘောဓိဉာဏတပစ္စယောဟောတုသာဓုသာဓုသာဓုကျွန်ုပ်နှင့်ကျွန်ုပ်မြတ်တာဘုရားသောပုဂ္ဂိုလ်ပေါင်းတို့သည်၎င်းကျွန်ုပ်ပင်ဖိတ်ထားသောပုဂ္ဂိုလ်ပေါင်းတို့သည်၎င်းကျွန်ုပ်တို့တန်တရားဆက်သက်မှယခုပါတည်းပြုပြုသည်များဒါနသီလဘာဝနာကောင်းမှုကုသိုလ်စုစုတို့ကိုသုံးသက်တဘုံနာကျင့်လည်ကြကုန်သောလူနဲ့ပြမတတ္တဝါပေပုံသားအပေါင်းအနန္တစကြဝဠာအနန္တတတ္တဝါပေါင်းတို့အားအမြတ်ပေးဝေပါမည်အာလုံးကျေကြသမျှကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာလုံးကျေကြသမျှကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာလုံးကျေကြသမျှကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကျွန်တော်တို့မြတ်ပေးဝေသောပုဂ္ဂိုလ်ပေါင်းတို့သည်ကျွန်တော်တို့အားလည်းကျမ်းမာချမ်းသာအောင်နာယောဂကင်းရှင်းအောင်ဘေးအန္တရာယ်ကင်းရှင်းအောင်စီးပွားလလပါဖြစ်တော်အောင်သာသနာ့ကျိုးတရဝါကျိုးကိုတည်ဖို့ဆောင်ရွက်နိုင်အောင်မိခင်သည်ရင်၌ဖြစ်သောတူရီသောသားကိုအသက်တမျှဆင်ဆောက်ရှောက်တကဲ့သို့နေရောညဘာခကတဲ့မမေ့မလျော့ကူညီဆောက်ရှောက်တော်မူနိုင်ကြပါသည်ကျွန်တော်တို့တစုကုသိုလ်ကောင်းမှုများပြုလုပ်တိုင်းမှလည်းသင်တို့သိနိုင်မြင်နိုင်ကြားနိုင်ပြီးဝမ်းမြောက်ဝမ်းသာသာဓုခေါ်ကြ၍တစ်စင်းနဲ့တစ်စင်းမြင့်သောဘုံဘဝများကိုပိုင်ဆိုင်နိုင်ကြပြီလင်မိမိတို့နေရဌာနသို့စိတ်ချမ်းသာစွာပြင်ကြကုန်လောသာဓုသာဓုသာဓု